အားလုံးမင်္ဂလာပါခင်ဗျာအခုကျွန်တော်ပြောပြချင်တာကကျွန်တော်ဒီ Burmese Garden USA မှာရှိတဲ့မြန်မာရှောက်ပင်ပေါ့နော်မြန်မာရှောက်ပင်ကျွန်တော်ကအစိတ်ပေါက်လည်းရှိတယ်ကိုင်းထုတ်ပင်တွေလည်းရှိတယ်ဘယ်လို size တွေရှိရလဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီဗီဒီယိုမတိုင်ခင်တော့ကျွန်တော်တင်ထားတဲ့ကျွန်တော် page ကတော့ post မှာကျွန်တော်ပြောပြထားပါတယ်မြန်မာရှောက်တွေကကျွန်တော် channel မှာမြန်မာရှောက်ပင်တွေရှိတယ်ကိုင်းထုတ်လို့ရတယ်ဒါပေမဲ့ press လိုမျိုးဒီမြန်မာရှောက်ပင်တွေကိုင်းထုတ်ထားလိုက်လို့ရှိရင်အမြစ်ကအထွက်မမြင်ဘူးမမြင်တဲ့ကြောင့်ကျွန်တော်production unit လို့ခေါ်ရဲကျွန်တော်အပင်တွေပြိုးနေတဲ့တခြားတစ်မျိုးတရားမှာသွားပြီးတော့ပြိုးပြီးတော့အမြစ်ထွက်ထားတဲ့အပင်တွေကိုမြစ်ထွက်လေတဲ့နေရာမှာပေါ့နော်သွားပြိုးထားပြီးတော့ဒီအမြစ်ထွက်ပြီးသားအပင်ကြီးကြီးတာကြတော့အကြီးနံရတော့ fresh မျိုးမှာကြီးရဆိုတော့အဲ့တော့တိတ်မကြသေးခင်ကကျွန်တော်ရှောက်ပင်တွေသွားပြိုးထားတဲ့ဒီ production unit လို့ခေါ်တာပါဗျာနော်ကျွန်တော်အပင်တွေသွားပြိုးရတဲ့နေရာနေပြီးတော့ယူလာတဲ့မြန်မာရှောက်ပင်ရဲ့ quality ကိုပြမယ်နော်အဲ့ဒါတော့မှကျွန်တော်အခုယူလာတာမကြသေးတော့အဲ့ဒါတွေကျွန်တော်မရောင်းအဲ့မရောင်းသေးတဲ့ quality တောင်မှဒါအမြင့်တွေဘယ်လောက်ထွက်နေလဲဆိုတာကိုကျွန်တော်ပြချင်တယ်နော်အခုဒီမှာဒီပင်ပေါ့ဒါဆိုရင်ဒါကိုင်းထုတ်ပင်မြန်မာရှောက်ကိုင်းထုတ်ပေါ့နော်ကိုင်းထုတ်ပင်ကိုမြင့်ဘယ်လောက်ထွက်နေပြီလဲဆိုတာကိုကျွန်တော်ပြမယ်ဒါကကျွန်တော်ဒီ channel ကိုရောက်လာတာကဒါဟို10ရက်တောင်မပြည့်သေးသူထွက်လာတဲ့အမြင့်တွေကဟိုကနေပြီးတော့ယူလာတဲ့နော်အတိုင်းကိုကျွန်တော်ပြတာမြင့်တွေဘယ်လောက်ထွက်တယ်ဆိုတာကျွန်တော်ပြမယ်နော်ဒီမှာဒါမြန်မာရှောက်ပင်နော်မြင့်ဒါသူ့ရဲ့ quality အကိုင်းအကြီးအကိုင်းကအပွေးတက်ပြီးတော့အကိုင်းကမာနေပြီဒါကမြန်မာရှောက်ပင်ဒါရောင်းလို့ဒါ ready မဖြစ်ဘူးเนาะကျွန်တော်ဒီဥစ္စာကိုကျွန်တော်ရဲ့ nursery မှာဒီလို quality မျိုးကိုရောင်းတာမဟုတ်ဘူးဒါတော့အမြင့်တွေအများကြီးထွက်နေပြီเนาะအပင် delivery တော့ပို့ရင်တော့ရှင်တယ် shipping လုပ်လို့ရှင်တော့လမ်းမှာအမြင့်တွေကကျိုးမှာတခြားပြည်နယ်ကိုပို့လို့ရတဲ့အနေအထားမဟုတ်ဘူးအဲ့ဒါဒီလိုမျိုး quality အဲ့ဒါတခြားမျိုးကနေပြီးတော့ကျွန်တော်သွားပြိုးပြီးတော့ဒီ channel မှာယူထားတာဒီ quality ကိုရောင်းတာမဟုတ်ဘူးเนาะကျွန်တော်အများကြီးစောက်အောင်ပဲကျွန်တော်ရောင်းတဲ့ quality ကိုရအောင်ကျွန်တော်ဒီမှာเนาะလာမယ့်နေ့ကျမှလည်းရောင်းရင်လည်းရောင်းမယ်သို့မဟုတ်အခြေအနေကြည့်ပြီးတော့ဘာလို့ဆိုတော့အမြင့်တွေဒီထက်များပြီးတော့ဒီထက်တုတ်တဲ့ခါကြလို့ရှင်လည်းကျွန်တော်ရောင်းရင်လည်းရောင်းမယ်ဒါကတော့ဘယ်ချိန်ရောင်းမလဲဆိုတော့ပြောလို့မရသေးဘူးအဲ့ဒါမျိုး quality ကိုကျွန်တော်ကเนาะဒီ channel ကို Fresno မြို့မှာအနည်းဆုံး channel ယူလာပြီဆိုရင်ဒီလို quality မရဘူးဆိုရင်ကျွန်တော်ဘယ်ပြိုးတဲ့ channel ကမှကျွန်တော်ဒီ channel ကိုယူမလာပါဘူးအဲ့တော့ဒါကမြန်မာလျှောက်ပင်ကိုင်းထုတ်ပင်เนาะကိုင်းထုတ်ပင်နေအဲ့တော့ကျွန်တော်တခုပြောချင်တာက customer ပြောချင်တာကကိုင်းထုတ်နဲ့เนาะရှောက်ပင်တွေကိုလူကိုင်းကိုဖြတ်ပြီးတော့ပန်းဦးထဲမှာထိုးဆိုင်ရနေအမြင့်ထွက်တာနေဘာကွာလဲဆိုတာကိုကျွန်တော်ပြတယ်เนาะပြောပြအဲ့တော့ဒီလိုရှောက်ပင်အကိုင်းကိုဖြတ်ပြီးတော့ထိုးဆိုင်ပြီဆိုရင်6ကိုင်းကနုမာရเนาะအရင်ခုလိုမျိုးအဲ့လောက်ထိရင်းလို့ကအမြင့်ထွက်ဖို့မလွယ်ဘူးเนาะဒီလိုအပွေးတက်နေတဲ့အကိုင်းအကြီးတုတ်ကြီးတွေကိုပန်းဦးထဲထိုးဆိုင်လို့ရှိရင်အမြင့်ထွက်ဖို့မလွယ်ဘူးအဲ့တော့အမြင့်ထွက်ဖို့လွယ်တဲ့ဒီလိုကိုင်းအပြော့လေးတွေကိုဖြတ်ပြီးတော့ထိုးမှသူကအမြင့်ထွက်တာโอเคအမြင့်ထွက်လာပြီအဲ့ဒီကိုင်းဖြတ်အကိုင်းတွေကိုပန်းဦးထဲထိုးပြီးထွက်လာတဲ့အမြင့်ကဘယ်လောက်ပဲရှိလဲဒီစပင်ကြီးလောက်ပဲရှိတယ်စံချီမြင်လောက်ပဲရှိအဲ့တော့စပြိုးပြီဆိုโอเค spring မှာစပြိုးထားပါတော့เนาะ spring မှာပြိုးပြီ spring မှာပြိုးရင်သူက spring 3လ summer 3လ6လအတွင်းမှာအဲ့ဒီကိုင်းဖြတ်ပြီးပြိုးထားလို့ထွက်လာတဲ့ရှောက်ပင်ရဲ့အမြင့်ကစောင်းတွင်းရဲ့တန်းကိုခံနိုင်ဖို့ကမလွယ်ပါဘူးဒါကာလီဖိုးနီးယားပြည်နယ်မှာပြောတာเนาะအဲ့ဒီပင်ကိုတခြားပြည်နယ်က customer ကိုရောင်းကြည့်တေဖို့တော့က80ရာကြီးတော့အသေးကြတယ်အားကြောင့်ကျွန်တော်ကဒီအပင်တွေရဲ့အမြင့်တွေနဲ့ပတ်သက်ပြီးတော့အရင် sensitive ဖြစ်တာကျွန်တော်ဒီ production unit ကကျွန်တော်ပြိုးပေးတဲ့လူတွေပဲကျွန်တော်လိုချင်တဲ့ quality ကိုရအောင်ပြိုးပေးမရဘူးဆိုရင်ကျွန်တော်အဲ့ဒီပင်တွေကျွန်တော်မယူဘူးအဲ့တော့ကျွန်တော်လိုချင်တဲ့သူတို့စီမှာကျွန်တော်လိုချင်တဲ့ quality ရပြီဆိုရင်ဒါရောင်းတဲ့ quality မဟုတ်ဘူးသူတို့စီကနေထွက်တဲ့ကျွန်တော်လိုချင်တဲ့ quality ကိုသူတို့ရအောင်ပြိုးပေးတဲ့အခါမှာကျွန်တော်ဒီ channel ကိုယူလာပြီးတော့ကျွန်တော်လိုချင်တဲ့ quality ကိုထပ်ရအောင်ဒီရာသီဥတုထဲမှာဒီမှာရမ်းပူတယ်ဒီရာသီဥတုမှာပြိုးတယ်ကိုင်းထုတ်ဆိုတော့ तू ကဘာဆိုအပွေးတက်နေတဲ့အပင်တွေကိုထုတ်တာဒီမှာအပွေးတက်နေတဲ့အတိုင်းတွေကိုထုတ်တော့ဒီမှာအပင်ရဲ့ quality ကဒီပုံစံမျိုးနောက်တစ်ခုကဒီမှာအသီးသီးအပွင့်ပွင့်နေတဲ့เนาะအသီးပွင့်နေရှိတဲ့အပင်ကနေထုတ်လာတော့ကျွန်တော်အဲ့ဒါကိုဒီမှာတပင်ရှိတယ်ဒီရှေ့မှာအဲ့ဒါကိုရိုက်ပြမယ်เนาะကျွန်တော်အပွင့်ပွင့်နေတဲ့အပင်เนาะအဲ့ဒါလည်းပါသေးတယ်ဒါလည်းကျွန်တော်စိတ်တိုင်းကြဖြစ်ပြီလားဆိုတော့အမြင့်ကကျွန်တော်လိုချင်တဲ့လောက်မဖြစ်တဲ့တကြောင်မို့စိတ်ထဲကြောင်မထွေသေးဘူးဒီမှာကြည့်ဒါက
အပွင့်နေပါတယ်နော်။ရှောက်ပင်မှာအပွင့်တော့ပွင့်နေသည်။ကိုင်းထုတ်ဆိုတော့ဘာဖြစ်တော့ဈေးများတယ်နော်။ကိုင်းထုတ်ပင်နေဆိုတော့ဈေးများတယ်ကျွန်တော်ပြောမယ်ဒီပင်တွေကဒါကိုင်းထုတ်ပင်။ဒီပင်ကြီးဆိုရင်6လပိုင်း14ရက်နေ့ကတိုးထားတာ6လပိုင်း14ရက်နေ့ကတိုးထားတဲ့အပင်ဆိုတော့ဟိုဝက်နော်ပင်စီကတော်တော်တုတ်ပြီးတော့ဒါကျွန်တော်အိုးလဲထားတာဒါ9ကန်လန်အိုးတယ်ပေါ့အဲ့လိုအပင်စီတုတ်နော်အိုးကြီးကြီးရဲ့မှာအပင် size ကြီးကိုရောင်းတာဒါတွေကအဆေးပေါက်ပါနော်ဒီပင်ဒီဟာတွေကအဆေးပေါက်တွေပါနော်ပင်စီကအဲ့လောက်ပဲကြီးရယ်နော်ပင်စီကအဲ့လောက်ပဲကြီးရယ်အဆေးပေါက်ကဒါအရွက်ကညှက်ပေးလေသူကထွက်လေဆိုတော့အရွက်တော့စားလို့ရမယ်ဒါပေမဲ့အပင်ကြီးဖို့ကတော့တော်တော်ခက်ပါတယ်ဒီကအရန်အကြာကြီးဆောက်ရမယ်ဒါအဆေးပေါက်တွေကျွန်တော်9ကန်လန်ဟိုထဲမှာဝင်သူထည့်ထားတာနော်ဒါ9ကန်လန်ဒီကဒါဒီဘက်9ကန်လန်ဟိုအရှိ9ကန်လန်ဟိုထဲမှာမြန်မာရှောက်အဆေးပေါက်တွေဒီမှာကြီးဒီအဆေးပေါက်ရဲ့အပင်ရဲ့ဘေးမှာဒါကိုင်းထုတ်နော်ကိုင်းထုတ်ပင်စီလဲကွာသလိုအပင်ရဲ့အမြင့်လဲကွာတယ်ဒီအပင်ကလည်းအဲ့ဒါသူအတီးအပွင့်ပွင့်နေတဲ့အပင်ကအတိုင်းကိုစီးထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီပင်ကသူလဲအဆေးပေါက်လောက်တော့အတီးဖို့အတွက်အကြာကြီးစောင့်စရာမလိုဘူးနော်အဲ့တော့ရှောက်ပင်နေနော်လိုချင်တယ်ဆိုရင်ကိုင်းထုတ်ပင်နေနော်ကိုင်းထုတ်ပင်နေတော့ဈေးကြီးတယ်ကျွန်တော်ဈေးသက်သာလိုချင်နေရှိသလားဆိုရှိတယ်ဒီလိုမျိုးအဆေးပေါက်တွေရှိတယ်အဲ့တော့အဆေးပေါက်ပဲလိုချင်ရင်ကိုင်းထုတ်ပဲလိုချင်ရင်အဲ့ဒါ chat box ကနေဆက်သွယ်ပြီးတော့ပါပေးပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ